လာဟင်းတုပ်ဖို့အတွက်ဦးရဲကိုမာလာရှမ်းကောအနှစ်အထုပ်တဝက်ထိလိုက်ပါတယ်မာလာအမုန်းထည့်ပါမယ်ပြီးရင်တော့ငါးမျိုးဆက်မဆလာကိုစီချက်ထားတဲ့စီမွေးလေးကိုထည့်ပေးပါမယ်ရှင်နှမ်းလော်ထားတာလေးထည့်ပါမယ်ပြီးရင်တော့မြေပဲထောင်းထားတာလေးလည်းအနည်းငယ်ထည့်ပေးပါမယ်ရှင်အရသာအတွက်ကတော့စားရည်ဟင်းကြုံမုံရည်ခူးစီရည်ထည့်ပေးပါမယ်ခုနကဖြော်ထားတဲ့ကော်ရည်လေးကိုထည့်ပြီးတော့အားလုံးတမသွားအောင်နေပေးရမှာဖြစ်ပါတယ်ရှင်ကော်ရည်ကအခုလိုအနေထားလေးဆိုလို့ရှိရင်တော့နေလို့လည်းအဆင်ပြေတယ်ပေါ့နော်ကော်ရည်ခက်ခဲကြီးဖြစ်သွားရဲဆိုရင်တော့မာလာဟင်းတုပ်လို့ရှိရင်အဆင်မပြေပါဘူးရှင်မာလာဟင်းအနစ်ထဲကိုပြုတ်ထားတဲ့မာလာခေါက်ဆွဲကြောက်တွေနဲ့အသီးနှံလေးတွေထည့်ပြီးတော့တမအောင်မွေပေးပါမယ်ညီမသုံးတဲ့အိုးဝါသေးဝါလို့ပေါ့နော်အိုးကြီးနဲ့ပြန်ပြောင်းလိုက်ပါတယ်အိုးကြီးထဲမှာတေချာလေးအရသာလေးနှံသွားအောင်နေပေးလိုက်ပါတယ်ရှင်တရုတ်ငါးမျိုးဆက်မဆလာကိုစီကျဲချက်ထားတဲ့စီမွေးလေးပါတာကြောင့်မလို့မာလာဟင်းအနှံလေးကပို့ပြီးတော့မှုေးပြီးတော့စားလို့ကောင်းပါတယ်တကယ်လို့ကိုကအဆက်ကြိုက်တယ်ဆိုလို့ရှိရင်လည်းခုနကတော့မာလာအမုံကိုပို့ပြီးတော့ထည့်လိုက်မယ်ဆိုရင်တော့ဆက်လေးဖြစ်သွားမှာပါညီမအခုတုတ်ထားတာတော့အဆက်ကလေးအနေတော်ပေါ့နော်အငန်းအချိုးငန်းနဲ့အနေတော်လေးဖြစ်တာမလို့အရန်ကိုအဆင်ပြေပါတယ်အခုလိုမျိုးမာလာဟင်းလေးကိုထမင်းပူပူလေးနဲ့တွဲစားလိုက်တယ်ဆိုလို့ရှိရင်ဒီမန္တလေးကမိန်းနဲ့မှာစားနေကြမာလာဟင်းဆိုင်လေးကိုပြန်ရောက်သွားသလိုမျိုးခံစားရပြီးတော့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်မာလာဟင်းအနှစ်တည်တံ့ချက်ဖို့အချိန်မရတဲ့သူတွေအတွက်ဒီနည်းလေးကအရန်ကိုအဆင်ပြေတာမလို့စမ်းပြီးတော့လှုပ်ရှားကြည့်ကြပါလို့အကြံပေးပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်